အားလုံးမင်္ဂလာပါဒီနေ့တဝမ်းရင်းမြန်မာကနေပြီးတော့ Vivo ဘက်ကရဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ် Vivo ကိုတတိယခေတ်2890ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာမွေးဖွားခဲ့တဲ့ Vivo ရဲ့ဖခင်မှာဘန်ကိုဘက်ကင်ဖြစ်ပြီးမိခင်မှာတော့ဘယ်လာဒိုနာတိုဖြစ်ပါတယ်ဘယ်လာဒိုနာတိုရဲ့ဖခင်မှာရှမ်းရမအရန်နာမဲ့ကြီးတဲ့ဟော်ပေတယောက်ဖြစ်တယ်အသက်130ထိအသက်ရှိတယ်လို့သိရပါတယ်။သူရဲ့နာမည်မှာတော့အိုးတုပ်ဖြစ်ပြီးVivoရဲ့အဖိုးလည်းဖြစ်ပါတယ်။တုံမျိုးနွယ်တွေမှာစောစားလို့တဲ့စိတ်စူးစမ်းလို့တဲ့စိတ်တွေရှိကြတယ်။ဒါကြောင့် Vivo မှာလည်းတော့မျိုးနွယ်တွေရဲ့သွေးပါနေတာကြောင့်စောစားခြင်းတဲ့စိတ်တွေဖြစ်နေခဲ့တယ်။ဒါပေမဲ့ဘက်ကင်မျိုးနွယ်မှာကြတော့အေးချက်ချက်နေတတ်တဲ့မျိုးနွယ်တွေဖြစ်တာကြောင့် Vivo ဟာလည်းအေးချက်ချက်နေရတာကိုလည်းကြိုက်တယ်။ Vivo ငယ်ငယ်ကသူ့အဖိုးအိုးတုပ်ချင်းပါတဲ့နာမည်ကြီးပါတီပွဲတွေကိုတက်ရောက်လေ့ရှိတယ်။အဲ့ဒီပါတီပွဲမှာပဲမော်စရာခန်းတောင်ပြောပြတဲ့ပုံပြင်တွေဇလန်းတွေကိုကြိုက်ခဲ့တယ်။စောစားခန်းတွေငကားတွေမင်းသမီးတွေကိုကဲတင်တဲ့ဇလန်းတွေပြီးတော့မုတ်ဆိုးမှသားလေးမမျော်လေပဲကန်ကောင်းတဲ့အကြောင်းတွေကိုလည်းနားထောင်လေရှိတယ်။ Vivo ရဲ့ဖခင်ဘန်ကိုဘက်ကင်မှာ2926ခုနှစ်မှာဆုံးပြီးမိခင်ဘယ်လာဒိုနာတုံမှာတော့2934ခုနှစ်မှာဆုံးသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာ Vivo ရဲ့အသက်က44နှစ်ရှိပြီးသူမိဘလေးပိုင်ခဲ့တဲ့ဘက်အန်းဆိုတဲ့အင်ကြီးကိုလည်းအမွေဆက်ခန့်ခဲ့ရတယ်။ Vivo ကိုရှမ်းရတဲ့နယ်လောက်ကလေးစားစရာကောင်းတဲ့ဟော်ပေတယောက်လိုလူတီများလာတယ်။ဒါပေမဲ့ Vivo ကနောက်နှစ်နှန်းငယ်ထဲမှာပဲအိမ်ကနေပြီးတော့မကြာခဏအပြင်ကိုထွက်လာလေရှိတယ်။ဘာလို့ဖို့လဲဆိုတော့လမ်းမှာသွားလာနေတဲ့ဒဇိန်တွေရှမ်းရနာကနေခီးသွားနေတဲ့လူပူလေးတွေနဲ့ဆုပ်တွေချင်းလိုပဲဖြစ်ပါတယ်။တတိယခေတ်2941ခုနှစ်ဧပြီလ6ရက်နေ့မှာဂမ်တာဟာရှမ်းရကိုရောက်လာခဲ့တယ်။သူဟာ Vivo ကိုအဲဘောကိုရှော့ဖို့ခီးမှာတခိုးအဖြစ်စည်ရင်သွင်းဖို့စဉ်းစားခဲ့တယ်။ဂမ်တာဟာရှမ်းရကိုရောက်လာတဲ့အချိန်မှာတော့ Vivo ကအိမ်မှာမရှိဘူးဖြစ်နေခဲ့တယ်။ Vivo ဟာနောက်တစ်ခါအပြင်ကိုထွက်သွားတာဖြစ်ပါတယ်။ဘာလို့ထွက်သွားလဲဆိုတော့အဲ့ဒီနေကနတ်တငယ်တွေရဲ့နှစ်သိကူနေဖြစ်နေတာကြောင့်နတ်တငယ်တွေရဲ့အရေးကြီးတဲ့နေလဲဖြစ်ပါတယ်။ဒါကြောင့် Vivo ဟာအီလင်ဒေါနယ်မြေထဲမှာစောင့်နေပြီးဖြတ်သွားမယ်ခရီးသွားနတ်တငယ်တွေကိုတွေ့ဖို့စောင့်နေခဲ့တာကြောင့်ဂမ်တောင်နဲ့မတွေ့တာဖြစ်ပါတယ်။ဧပြီလ25ရက်နေ့မှာ Vivo ဟာအိမ်ကိုပြန်ရောက်နေပြီးသူစီကိုဧည့်သည်တယောက်ရောက်လာခဲ့တယ်။အဲ့ဒီသူကတော့ခန်းတောင်ဖြစ်ပြီး Vivo ကိုစောစားခန်းခီးမှပါဝင်ဖို့ဆွဲဆောင်ရန်စ조사ခဲ့တယ်။နောက်တနေ့26ရက်နေ့မှာအေးချက်ချမ်းနေတဲ့ Vivo ကိုလူပူလေးတစ်ဖွဲ့နဲ့မိခိုးရောင်မော်စရာတွေကဝင်ရောက်နှောက်ယှက်ခန့်လဲရတာကြောင့်မမျှော်လင့်ထားတဲ့ပါတီတစ်ခုကိုကျင်းပခဲ့ရတယ်။ Vivo ဟာသူရဲ့ဖခင်လို့လေးစားစရာကောင်းတဲ့ဘက်ကင်မျိုးနဲ့တယောက်လိုဖြစ်ချင်းပေမဲ့လည်းသူရဲ့မိခင်ဘက်ကစောစားခြင်းတဲ့တွတ်မျိုးနဲ့ဘက်ကသူရဲ့စိတ်ကိုနိုင်ယူသွားတာကြောင့် Vivo ဟာစောစားခန်းခီးတစ်ခုကိုလိုက်ဖို့သဘောတူခဲ့တယ်။ဧပြီလ29ရက်နေ့မနက်ပိုင်းမှာ Vivo ဟာငကားစိမ်းစားတောင်ဆိုင်ကိုထွက်လာခဲ့တယ်။အဲ့ဒီမှာ Vivo ဟာသောရင်ရဲ့အဖွဲ့နဲ့ပူးပေါင်းပြီးတရားဝင်အဖွဲ့တစ်ယောက်ဖြစ်သွားပြီးအဘောကိုရှောက်ဖွေဖို့ခရီးကိုစတင်ခဲ့တယ်။သူတို့အဖွဲ့ဟာရှမ်းရကနေထွက်ပြီးဘီးရွာရဲ့အရှိဘက်ကအလူတူကင်းမဲ့တဲ့အထီးကျန်းဆန့်တဲ့နယ်မြေတွေစီကိုရောက်လာခဲ့တယ်။မေလ16ရက်နေ့မှာတော့သူတို့ဟာအမွန်ဆိုကိုဖြတ်ကျော်ပြီးအရှိဘက်ထိုးရင်းနေတဲ့တောအုပ်စီကို29ရက်နေ့မှာရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီနေ့မှာပဲ Vivo နဲ့လူပူလေးတွေဟာဂမ်တောင်ပြောင်းနေတာကိုတတိထားမိကြတယ်။အဲ့ဒီညမှာပဲသူတို့အဖွဲ့တစ်ဖွဲ့လုံးကိုထိုးသုံးကောင်းကဖမ်းဆီးတာကိုလည်းခံလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲကန်ကောင်းထောင်မှာစွာနဲ့ဂမ်တောင်ကပြန်ရောက်လာခဲ့တယ်။ဂမ်တောင်ဟာထိုးတယောက်လိုအသံကိုပြောင်းပြီးထိုးတွေကိုရန်ပြေအောင်လုပ်ခဲ့တယ်။ဒါကြောင့်ထိုးတွေကငင်းခုန်နေကြရင်အချိန်ကြာလာတော့မိုးလင်းလာပြီးနေထွယ်လာတာကြောင့်နေရောက်တန်းကိုမခံနိုင်ပဲထိုးတွေကကြောက်ရွံ့အဖြစ်ကိုရောက်သွားကြတယ်။အဲ့ဒီအနားတစ်ဝိုက်မှာပဲထိုးတွေစုဆောင်ထားတဲ့ပစ္စည်းတွေထဲက Vivo အတွက်ခရီးလမ်းတစ်လျှောက်မှာ3ရောင်ပဲနတ်ငယ်တွေရဲ့ဓာတ်တစ်ချောင်းကိုလည်းရခဲ့တယ်။အဲ့ဒီနောက်သူတို့အဖွဲ့ဟာတောအုပ်ကိုဖြတ်ပြီးရီဘန်တဲကိုဦးတီထွက်လာခဲ့ကြတယ်။တတိယခေတ်2941ခုနှစ်ဇွန်လ18ရက်နေ့မှာအဲရွန်ရဲ့အိမ်တော်ကိုရောက်ရှိလာကြပြီးနှစ်ပတ်လောက်နေထိုင်ခဲ့ကြတယ်။ဇွန်လကုန်းနယ်ဇူလိုင်လဆန်းမှကြာရောက်တဲ့နွေရာသီအလယ်နေမှာတော်ရင်တို့အဖွဲ့ဟာရီဘန်တဲကနေထွက်ခွာလာကြပြီးအဲဘောကိုခရီးဆက်ခဲ့ကြတယ်။
နောက်16ရက်အတွင်းမှာသူတို့အဖွဲ့ဟာတောင်ပေါ်ကိုတက်သွားကြပြီးခုတကူကိုတွေ့တော့နောက်ခုလိုက်ကြတဲ့ဇူလိုင်လ16ရက်နေ့ညမှာတော့သူတို့အဖွဲ့ကိုကော်ဘလင်တွေကရုတ်တရက်တိုက်ခိုက်တော့ကိုလည်းခံလိုက်ရတယ်။ဘီဘိုကလန်နိုးလာပြီးမြင်းပူလေးတွေဟာခုရဲ့အနောက်ဘက်အထဲမှာပျောက်ကွက်သွားတာကိုတတိထားမိလိုက်တဲ့ဘီဘိုကထားအောလိုက်တော့ခန်းတောက်ကတတိထားမိပြီးကော်ဘလင်တွေကိုဖမ်းဆီးတာကနေခန်းတောက်ကလွန်မြောက်ခဲ့တဲ့လူပူလေးတွေနဲ့ဘီဘိုတို့ကိုကော်ဘလင်တွေကသူတို့ရဲ့မြေအောင်ကော်ဘလင်မျိုးကိုဖမ်းဆီးခေါ်ဆောင်သွားကြတယ်။အဲ့ဒီနောက်ဂမ်တောင်ဟာကော်ဘလင်တွေရဲ့ခေါင်းဆောင်ကိုတက်လိုက်ပြီးထွက်ပြေးကြတယ်။ထွက်ပြေးနေရင်လည်းဘီဘိုကအဖွဲနဲ့ကွဲသွားပြီးလှိုင်ကောင်းထဲမှာလမ်းပြောင်နေခဲ့တယ်။ဇူလိုင်လ19ရက်နေ့မှာဘီဘိုဟာတဝမ်းနဲ့လက်စောကိုကောက်ရခဲ့တယ်။ပြီးတော့ဂေါ်လန်နဲ့တွေ့ပြီးစကတာဝက်တန်းကိုလည်းကစားခဲ့ကြတယ်။အဲ့ဒီနောက်ဘီဘိုဟာဂေါ်လန်နားကနေထွက်ပြေးလာခဲ့ပြီးဂေါ်လန်ဟာဘီဘိုကိုဦးမင်းလိုင်ခေါင်းထဲမှာလိုက်ရှာနေတဲ့အချိန်မှာပဲဘီဘိုဟာလက်ဆိုးကိုမတော်တဆဝဆင့်မိသွားတယ်။ဘီဘိုဟာကိုပြောက်သွားတော့ဂေါ်လန်လိုက်ရှာနေတဲ့ကြားထဲကပဲရှောင်တိန်နိုင်ခဲ့တယ်။ဂေါ်လန်ဟာဘီဘိုကိုလိုက်ရှာနေပေမဲ့ဘီဘိုကသူ့ရဲ့အနောက်ကနေပြီးတော့ဂေါ်ဘလင်တွေရဲ့ဦးမင်းလိုင်ခေါင်းရဲ့တကားစီကိုရောက်ခဲလာပြီးဂေါ်လန်ကိုကြော့တက်ကတောင်ထဲကနေထွက်လာနိုင်ခဲ့တယ်။တောင်ထဲကနေထွက်လာနိုင်ပြီးခဏကြာမှတော့ဘီဘိုဟာဂမ်တောင်နဲ့လူပူလေးတွေနဲ့ပြန်ဆုပ်တွေ့ခဲ့တယ်။ဘီဘိုဟာဖြစ်ခဲ့တဲ့ကိစ္စလေးကိုအားလုံးကိုလူပူလေးတွေနဲ့ဂမ်တောင်ကိုပြောပြခဲ့တယ်။ဒါပေမဲ့လက်စောကိစ္စကိုတော့လျှို့ဝှက်ထားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့အဖွဲ့ဟာဝန်ပလီတကရဲ့ဦးတန်ကိုကြားလိုက်ရပြီးထွက်ပြေးခဲ့ကြတာဝန်ပလီတွေလိုက်ဖမ်းနေရင်းနဲ့ပဲသူတို့အဖွဲ့ဟာသေပင်းတွေကြားထဲမှာပိန်မီနေခဲ့တယ်။အဲ့ဒီနောက်လင်းယုံကြီးတွေကသူတို့ကိုကက်တင်ဖို့ရောက်ရှိလာခဲ့ပြီးသူတို့ကိုလင်းယုံရဲ့အတိုင်းစီကိုချီပြီးခေါ်ဆောင်လာခဲ့ကြတယ်။ဇူလိုင်လ20ရက်နေ့မှာလင်းယုံတွေဟာသူတို့အဖွဲ့ကိုကားလော်ဆိုတဲ့ကြောက်တောင်းစီကိုပြန်ဆန်းပြီးပို့ပေးခဲ့ကြတယ်။သူတို့အဖွဲ့ကတောင်အောက်ကိုဆင်းပြီးတော့နေလဲလောင်မှာဘီယွန်ရဲ့အိမ်ကိုသွားခဲ့ကြတယ်။ဘီဘိုနဲ့ဂမ်တာရဲ့လူပူလေးတွေဟာဘီယွန်ရဲ့အိမ်မှာနှစ်ညတက်ခုတ်ခဲ့ကြပြီးဇူလိုင်လ22ရက်နေ့နေလဲပိုင်းလောင်မှာခရီးဆက်ခဲ့ကြတယ်။သူတို့အဖွဲ့ကိုဘီယွန်ကဆောက်ရှောက်ပေးရင်းနဲ့ပဲခရီးဆက်ခဲ့ကြတယ်။လေးရကြပြီးဇူလိုင်လ26ရက်နေ့မှာတော့မဟုတော့အိုရဲ့အနောက်ဘက်အစွန်းကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီနေ့ရမှာပဲခန်းတောက်ကအဖွဲ့ကနေခွဲထွက်သွားပြီးဘီဘိုနဲ့လူပူလေးတွေကတော့မဟုတော့အိုကိုဖျက်ပြီးခရီးဆက်ခဲ့ကြတယ်။သူတို့အဖွဲ့ဟာမဟုတော့အိုထဲမှာ3ပယ်လောက်ခရီးဆက်ခဲ့ကြပြီးအော်ဂိုလာ21ရက်နေ့မှာနတ်တငယ်တွေရဲ့မိဘုံတွေကိုမြင်ရတာကြောင့်သွားနေကျလမ်းကြောင်းဘောကနေထွက်မိပြီးတော့လမ်းပြောက်ခဲ့ရတယ်။သူတို့အဖွဲ့ဟာနတ်တငယ်တွေရဲ့မိဘုံတွေရှိတဲ့နေရာကို3ချိန်တောင်ဝင်ရောက်ဖို့စ조사ပြီးတဲ့နောက်တောအုပ်တစ်ခုလုံးဟာမှောင်မိုက်သွားပြီးနတ်တငယ်တွေဟာတော်ရင်ကိုဖမ်းဆီးလိုက်မိတာကြောင့်အဖွဲ့နဲ့ခွဲထားလိုက်ကြတယ်။အဲ့ဒီနောက်ကြံတဲ့သူတွေဟာအိမ်ဖြော့သွားကြပြီးဘီဘိုဟာနိုးလာတော့ပေကူတစ်ခေါက်ကသူကိုပေကူအမြင့်တွေနဲ့ပတ်ဖို့စ조사နေတာကိုတွေ့လိုက်ရတယ်။ဘီဘိုဟာပေကူကြီးကိုတယောက်တည်းတိုက်ခဲရပြီးသူရဲ့ဓာတ်နဲ့ပေကူကြီးကိုထိုးတန်နိုင်ခဲ့တယ်။အဲ့ဒီနောက်သူရဲ့ဓာတ်ကပထမဦးဆုံးထိုးတန်နိုင်လေတဲ့အစကိုဆွဲပြူပြီးတော့စူးဓာတ်လို့နာမည်ပေးလိုက်တယ်။အဲ့ဒီနောက်လူပူလေးတွေကိုဆက်လက်ကတ်တင်နိုင်ခဲ့တယ်။နောက်တနေ့အော်ဂိုလာ23ရက်နေ့မှာသူတို့အဖွဲ့ကိုနတ်တငယ်တွေကဝိုင်းရံပြီးဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ဘီဘိုကတော့လက်စကိုထမ်းမှအသုံးပြုလိုက်ပြီးကိုပြောက်သွားတာကြောင့်ဖမ်းဆီးခံရခြင်းမှာရှောင်တိန်နိုင်ခဲ့တယ်။လူပူလေးတွေဟာတောပြောနဲ့တငယ်တွေရဲ့ဘီရင်ကြီးတလန်တူအီရဲ့ချင်းခံထဲမှာတလားလောက်အချင်းချခံခဲ့ရတယ်။အဲ့ဒီချိန်အတွင်းမှာပဲဘီဘိုဟာနဲ့တငယ်တွေမမြင်အောင်ပုံပြီးနေခဲ့ရတယ်။ဘီဘိုဟာသူရဲ့တငယ်ချင်းတွေကိုခိုးထုတ်နိုင်ဖို့နီလန်းကိုလည်းရှာရင်တောအုပ်ထဲမှာခိုးချောင်ခိုးဝဲနေခဲ့ရတယ်။စက်တင်ဘာလ9ရက်နေ့ရောက်တော့ဘီဘိုဟာတော်ရင်ကိုဖမ်းချုပ်ထားတဲ့နေရာကိုတီးခဲ့ရတယ်။နှစ်ပတ်ကြာစက်တင်ဘာလ21ရက်နေ့မှာဘီဘိုဟာနတ်တငယ်တွေရဲ့ကိုအပြင်ကိုထွက်ဖို့ကအဓိကတကားတစ်ခုတည်းမဟုတ်ဘူးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီနေလိုက်ပိုင်းမှာပဲသူဟာထွက်ပြေးနိုင်မဲ့လုပ်ငန်းစဉ်တစ်ခုကိုအကောင့်ထဲဖော်လိုက်တယ်။လူပူလေးတွေကိုစီပိုင်းတဲကိုထည့်ပြီးနတ်တငယ်တို့ရဲ့ကိုကနေထွက်လာနိုင်ပြီးတောမြေတိုင်းမျောဆင်းလာခဲ့တယ်။အဲ့ဒါလေးမဖြေခင်တရက်အလိုစက်တင်ဘာလ20ရက်နေ့မှာဂမ်တောင်နဲ့အဖြူရောင်ကောင်စီတွေဟာစာရုံကိုဒေါကူတော်မှတိုက်ခိုက်ပြီးမောင်းထုတ်နိုင်ခဲ့တယ်။စက်တင်ဘာလ23ရက်နေ့မှာတော့ဘီဘိုနဲ့လူပူလေးတွေဟာလိတ်တောင်းလို့ခေါ်တဲ့ရေပေါ်မျိုးစီကိုရောက်ရှိလာခဲ့ကြတယ်။အဲ့ဒီနောက်လိတ်တောင်းမျိုးဝုံကသူတို့ကိုကြိုးဆိုခဲ့ကြတယ်။သူတို့အဖွဲ့လိတ်တောင်းမှအချိန်ကိုနေရင်းနဲ့ပဲစက်တင်ဘာလ25ရက်နေ့မှာတော့ဆောင်းလွန်ဟာမော်တော်မှာပြန်ပေါ်လာခဲ့တယ်။
အောက်တိုဘာလ6ရက်နေ့မှာတော်ရင်ဟာအဘောကိုခရီးဆက်ဖို့လူပူလေးတွေအတွက်ထောက်ပံ့ရေးပစ္စည်းများကိုမြို့တော်ဝန်မှတောင်းဆိုလိုက်တယ်။တတိယခဲအောက်တိုဘာလ9ရက်နေ့မှာပဲဘီဘိုနဲ့လူပူလေး73ရာဟာအဖော်မဲတောင်းကိုသူတို့ရဲ့ခရီးစဉ်ရဲ့နောက်ဆုံးအပိုင်းကိုစာတင်ခဲ့တယ်။သူတို့တွေဟာလှေနဲ့မြေချောင်းတိုင်းတက်သွားကြပြီးအောက်တိုဘာလ12ရက်နေ့မှတော့မြောက်ဘက်ကမ်းနားကိုရောက်ရှိလာခဲ့ကြတယ်။အဲဒီနောက်သူတို့တွေဟာမြင်းပူလေးတွေနဲ့ဆက်သွားကြပြီးလှိုးဝဲတကားကိုရှောက်ဖို့အတွက်အောက်တိုဘာလ16ရက်နေ့မှတောင်ကိုရောက်ရှိလာခဲ့တယ်။နောက်တနေ့19ရက်နေ့မှာပဲလှိုးဝဲတကားကိုရှောက်တွေ့ခဲ့ပြီးအောက်တိုဘာလ21ရက်နေ့မှာတော့ဒူရင်နေမှနေဝင်ချက်ရဲ့နောက်ဆုံးအလင်းရောက်တဲ့တောပေါက်ကိုရှောက်တွေ့ခဲ့ကြတယ်။အဲ့ဒီနေ့မှာပဲဘီဘိုဟာလှိုးဝဲတကားကနေပြီးတော့စမောင်ရဲ့ရတနာတိုက်ထဲကိုဝင်ပြီးရွှေတိုင်းခွက်ကြီးတစ်လုံးကိုခိုးယူလာခဲ့တယ်။နောက်တနေ့မှထဲဝင်ပြီးတော့စမောင်နဲ့စကားပြောခဲ့ကြတယ်။အဲ့ဒီနေ့မှာပဲစမောင်ဟာဘီဘိုနဲ့လူပူလေးတွေကိုတောင်းအနှံလိုက်ရှာပြီးလှိုးဝဲတကားကိုပါဖျက်ဆီးခဲ့တယ်။ဘီဘိုနဲ့လူပူလေးတွေကတော့စမောင်ရဲ့တိုက်ခိုက်မှုကနေလွန်မြောက်ခဲ့ပြီးတောင်ထဲမှာပဲပိန်မီနေခဲ့တယ်။စမောင်ဟာနိုဝင်ဘာလ1ရက်နေ့မှရေးဖို့မျိုးဖြစ်တဲ့လေတောက်မျိုးကိုဖျက်ဆီးက40တောက်တူဖြစ်တဲ့ဗတ်ရဲ့မြနဲ့ကြီးကြောင့်အဲ့ဒီနေ့မှပဲသိခဲ့ရတယ်။တော့ရဲ့အကြာနိုဝင်ဘာလ4ရက်နေ့မှာဘီဘိုနဲ့လူပူလေးတွေကိုကြီးမဲကြီးတစ်ခေါက်မှပြောပြလိုက်တာစမောင်တကားကြီးသိပြီးဆိုတာကိုသိလိုက်ရတယ်။အဲ့ဒီနောက်လူပူလေးတွေဟာအဲဘောရဲ့အရှိတကားကိုခိုက်ခံအောင်လုံနေတဲ့ချိန်မှာပဲလေတောက်မျိုးကအသက်ရှင်ကြိုက်ရတဲ့သူတွေနဲ့မဟုတ်တော့ကနဲ့တငယ်တွေဟာအဖော်မဲတောင်းကိုဦးတီပြီးတော့ထွက်လာခဲ့ကြတယ်။တတိယခဲ2941ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာသူတို့ဟာသော်ရင်စီမှာဝေစုလာတောင်းကြတယ်။နောက်ဆယ်နှစ်အတွင်းမှာဘီဘိုဟာလူပူလေးတွေတိုက်ပွဲအတွက်ပြင်ဆင်နေတာကိုမြင်ခဲ့ရပြီးသော်ရင်ဟာလည်းငကားယောဂခံစားရပြီးယတနာတွေကိုဆွဲလန်းနေတာကိုလည်းမြင်ခဲ့ရတယ်။အဲ့ဒီချိန်တော်တွင်ထဲမှာပဲသော်ရင်ဟာဘီဘိုကိုနောက်မဲ့ကြီးတဲ့မက်ထရီရှာအင်ဂျီကိုပေးခဲ့တယ်။အဲ့ဒီနောက်ရောနောက်မှရှိတဲ့ကြီးမဲကြီးတစ်ခေါက်ဟာတန်တောင်တန်းကနေဘရင်ကြီးဒင်းဟာလူပူလေးအယောင်900ကျော်ကိုခေါ်ပြီးတော့အမြန်လာနေပြီဆိုတာကိုတော်ရင်ကိုတည်င်းပို့ပေးခဲ့တယ်။အဲ့ဒီညမှာပဲဘီဘိုဟာစစ်ပွဲတွေမဖြစ်ဘူးမျောလင်းချက်နဲ့ဗတ်နဲ့တော်ပြောတဲ့တငယ်တွေရဲ့ဘရင်ကြီးတလန်တူအီကိုအခန့်ဆုံးဆိုတဲ့ကြောက်ကိုပေးခဲ့တယ်။နောက်တနေ့နိုဝင်ဘာလ22ရက်နေ့မှာပဲဗန်နဲ့တလန်တူအီဒိုဟာသူတို့စီမှာအာကန်စတုန်းကြောက်ရှိနေပြီဆိုတာကိုတော်ရင်အားပြောပြလိုက်တယ်။23ရက်နေ့မှာလူသားများနတ်ငယ်များနဲ့လူပူလေးတွေဟာတိုက်ခိုက်ဖို့ပြင်ဆင်နေစဉ်ရုတ်တရက်ကော်ပလေးတွေနဲ့ဝုံပလေးတွေတက်ကြီးဟာရောက်ရှိလာခဲ့ပြီးတာကြောင့်တပ်ဖွဲ့ကြီး9ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ဘီဘိုဟာစေပွဲတွေဖြစ်နေတဲ့အချိန်မှာကိုပြောင်လက်စုပ်ကိုသုံးထားတာကြောင့်ကိုပြောင်နေတဲ့အချိန်မှာပဲသူခေါင်းဘောကိုကြောက်တုံးပြုတ်ချခဲ့တယ်။အဲ့ဒါကြောင့်သူဟာမေလဲကျသွားပြီးစေပွဲတွေရဲ့အဖြစ်ပြက်အများစုကိုလွှဲချော့ခဲ့ရတယ်။24ရက်နေ့မှာဘီဘိုဟာပြန်လဲတတိယလာပြီးခမ်းတောက်ကဒဏ်ရာတွေပြင်းထန်ရနေပြီးသေလူနီးပါးဖြစ်နေတဲ့တော်ရင်စီကိုခေါ်ဆောင်လာခဲ့တယ်။တော်ရင်ဟာဘီဘိုကိုနှုတ်ဆက်ရင်းကွယ်လွန်သွားခဲ့ရတယ်။နောက်တနေ့မှပဲတောင်အောင်ဘေးရင်တော်ရင်ကိုအဲဘောမျိုးထဲမှာပဲမြုံနှံ့လိုက်ကြပြီးသူရဲ့ဝမ်းခွင်းကြီးဒိန်းကိုဘေးရင်အစစ်ပြေခံအပ်လိုက်ကြတယ်။နှစ်ရက်ကြာပြီးနိုဝင်ဘာလ29ရက်နေ့မှာဘီဘိုနဲ့ကမ်ထောက်တို့ဟာအဖွဲ့ထဲမှာအသက်ရှင်ကြံ့ရတဲ့သူတွေကိုနှုတ်ဆက်ပြီးအပြန်ခရီးကိုစာတင်ခဲ့ကြတယ်။သူတို့နဲ့ရာဟာတောပြောတဲ့တငယ်တွေရဲ့ဘီရင်ကြီးတလန်တူအီနဲ့ဘီရွန်တို့နဲ့အတူထွက်ခွာလာခဲ့ကြတယ်။တောပြောတဲ့တငယ်တွေဘီရင်ကြီးကတော့သူတို့ရဲ့နေအိမ်ဖြစ်တဲ့မဟုတောဆန်မှာပဲနေခဲ့ပြီးဘီဘိုလိုသောရကတော့မဟုတောအုပ်ကိုမဖြတ်ဘဲနဲ့မြောက်ဘက်လမ်းကနေပတ်ပြီးဘီရွန်ရဲ့အိမ်ကိုသွားခဲ့ကြတယ်။ဒီဇင်ဘာလ29ရက်နေ့မှာဘီရွန်ရဲ့အိမ်ကိုရောက်ရှိလာပြီးအဲ့ဒီမှာပဲယူလီအားလိုက်ရက်ကိုဘီရွန်ရဲ့အိမ်မှာပဲကုတ်ဆုံးသွားခဲ့တယ်။ယူရီအားလိုက်ရက်ဆိုတာဆောင်းရသည့်ပွဲတော်တစ်ခုဖြစ်ပြီးခရစ်မတ်ပွဲလိုမျိုးဖြစ်ပါတယ်။တတိယခေ2942ခုနှစ်ဧပြီလအစပိုင်းမှာဘီဘိုနဲ့ကမ်တောက်တို့ဟာဘီရွန်ကိုနှုတ်ဆက်ပြီးတော့ခရီးဆက်ထွက်ခဲ့ကြတယ်။ဆက်ရည်လောက်ခရီးနှင်းလာကြပြီးအသွားတုံးကဂေါဘလီတွေဖမ်းခဲ့တဲ့တောင်ကြားလမ်းကိုရောက်ရှိလာခဲ့ကြတယ်။သူတို့ဟာရီဘန်တဲကိုခရီးဆန်နေတုန်းမှာပဲဧပြီလ18ရက်နေ့မှာလိတ်တောင်းမျိုးဝန်းဟာစမောက်ပိုင်ခဲ့တဲ့ရွှေတွေကိုယူပြီးထွက်ပြေးလာတာတောထဲမှာပဲသေဆုံးခဲ့ရတယ်။မေလာတရင်နေမှာဘီဘိုနဲ့ကမ်တောက်တို့ဟာရီဘန်တဲကိုနောက်တစ်ခေါက်ပြန်ရောက်လာပြီးတပတ်လောက်နေထိုင်ခဲ့ကြတယ်။သူတို့ဟာမေလာရှည်နေမှထွက်လာကြပြီးရှမ်းရမှရှိတဲ့ဘီဘိုရဲ့ဗန်အန်းဆိုတဲ့အိတ်ကိုဇွန်လ22ရက်နေ့မှာရောက်ရှိလာပြီး
ဘီဘိုဟာအေးဆေးစွာအနားယူနိုင်ခဲ့တယ်အဲ့ဒီနောက်ဘီဘိုဟာအိမ်ကနေပျောက်သွားပြီးပြလာတဲ့အချိန်မှာဘဲကရာလမှမသိတဲ့ချမ်းသာကြွယ်ဝမှုနဲ့ပြီးတော့နှစ်တွေ့ကြာကြီးထဲမှာဘီဘိုအသက်မကြီးလာတော့လို့ဖြစ်နေတာကိုလည်းရှိုင်းရနေမြေထဲမှာလူတွေစိတ်ဝင်စားပြီးအတင်းပြောခန့်ရတဲ့လူလည်းဖြစ်လာခဲ့တယ်ဘီဘိုရဲ့အိမ်ကိုတခါတလေထူးထူးဆန်းဆန်းဧည့်သည်တွေလာတဲ့လေရှိကြတဲ့ဥပမာဂမ်တောင်တဲ့လူပူလေးတွေဧည့်သည်လို့ပေါ့တတိယခေ2946ခုနှစ်မှာဘာလင်းနဲ့ဂမ်တောင်တို့ဟာဘီဘိုရဲ့ဗက်အန်အိတ်ကိုရောက်ရှိလာခဲ့ကြပြီးဒေးမျိုးနဲ့အဲဘောမျိုးတို့ဟာပြန်လည်တိုးတက်လာပြီးချမ်းသာကြွယ်ဝလာပြီးဆိုတာကိုလည်းသိလိုက်ရတယ်။ပြီးတော့ဘာလင်းဟာမော်လီယာမိုက်တွင်းကိုပြန်လည်ယူဖို့စီစဉ်နေတဲ့ဆိုတာကိုလည်းသိလိုက်ရတယ်။ဘီဘိုဟာတခါတလေရှမ်းရံကနေခရီးထွက်လေးရှိတယ်။ဒီလိုထွက်တာကအရင်ကစောစားခန်းခီးကြီးမလုတ်ခင်ကထွက်လေးရှိတဲ့ပုံစံမျိုးခရီးတူတူလေးသာဖြစ်ပါတယ်။အဲ့ဒီနောက်2989ခုနှစ်မှာဘီဘိုဟာဖလိုဒိုကိုတရားဝင်မွေးစားခဲ့တယ်။ဖလိုဒိုအသက်12နှစ်မှသူမိဘတွေဟာလှိမောက်ပြီးသေဆုံးခဲ့ရပြီးဘလန်ဒီဘန်မိသားစုတွေကဆောက်ရှောက်ပေးခဲ့ကြတယ်။အသက်22နှစ်ရောက်တော့သူရဲ့အကိုဝမ်းခွဲတော့ဆက်တဲ့ဘီဘိုကမွေးစားခဲ့တာဖြစ်ပါတယ်။ဖလိုဒိုကလည်းဘီဘိုကိုသူ့ရဲ့ဦးလေးတယောက်လိုသဘောထားပြီးနောက်တော့ဘီဘိုရဲ့အမွေဆက်ခန့်သူဖြစ်လာခဲ့တယ်။နောက်လာမယ့်နေတဲ့ထဲမှာဘီဘိုဟာသူ့ရဲ့အထုပ်ပတ်တီကိုစာတင်ရေးသားခဲ့ပြီးနောက်ပိုင်းမှာအဲ့ဒီစာအုပ်ကိုအနောက်ဘက်နဲ့မြစ်ရဲ့အနီရောင်စာအုပ်လို့လူသိများလာခဲ့တယ်။တတိယခေ3000ခုနှစ်စက်တင်ဘာလ22ရက်နေ့မှာဘီဘိုဟာသူ့ရဲ့အသက်112နှစ်မြောင်မွေးနေ့ပွဲကြီးကိုကြီးကြပ်ခမ်းနားတဲ့ပါတီပွဲတစ်ခုဖြစ်ကျင်းပခဲ့တယ်။အဲ့ဒီနောက်မွေးနေ့ပွဲရဲ့လူအများရှိမှပဲကိုပြလက်စောကိုအသုံးပြုပြီးတော့ဘီဘိုဟာရှမ်းရံကနေထွက်လာခဲ့တယ်။သူနဲ့အတူစူဒါတော်ရင်ပေးထားတဲ့မီထရီအင်ဂျီနဲ့သူရင်းနေတဲ့စာအုပ်ကိုယူသွားခဲ့တယ်။ကျန်တဲ့ပစ္စည်းများစုကိုတော့ပရိုတိုကိုအမွေဖြစ်ပေးခဲ့တယ်။အဲ့ဒီထဲမှာဘက်အန်အင်ဂျီလည်းပါပြီးဒဝမ်းလေးလက်စောလည်းပါဝင်ပါတယ်။ဘီဘိုဟာနောက်ဆုံးအချိန်အိမ်ကနေထွက်လာတဲ့ချိန်မှာပဲပါတီဝဲကိုလာပြင်ဆင်ပေးတဲ့လူပူလေး3ယောက်နဲ့တူထွက်ခွာလာခဲ့ကြတယ်။အဲ့ဒီနောက်ဘီဘိုဟာအရှိပန်းဝူဒီအန်တော့အုပ်ကိုဖြတ်ပြီးခရီးထွက်လာတာဝူဟောရွာအနီးမှာဂရက်ဒေါ်နဲ့သူရဲ့နှစ်တငယ်တွေအဖွဲ့ကိုတွေ့တော့နှုတ်ဆက်ခဲ့ကြတယ်။အဲ့ဒီနောက်ဘီဘိုဟာရီဘန်တဲကိုနောက်တစ်ခေါက်ပြန်ရောက်လာပြီးနောက်ပိုင်းမှာသူဖလိုတိုကိုပြောခဲ့တယ်လို့ပဲအဲ့ဒီမှပဲအနားယူခဲ့တယ်။အဲ့ဒီနောက်လူပူလေးတွေနဲ့အတူဒေးမျိုးကိုတွားခဲ့တယ်။သူရဲ့ဘဝမှာအကြီးမားဆုံးစော်စားခန်းဖြစ်ခဲ့တဲ့အဲဘောမျိုးကိုနောက်တစ်ခါပြန်လာကြည့်တယ်လို့လည်းသိရပါတယ်။ဘီဘိုဟာနောက်ဆုံးအချိန်ရီဘန်တဲကိုပြန်ရောက်လာပြီးအဲ့ဒီမှပဲအိုမင်းလာတဲ့အရွယ်တီငင်းငင်းချမ်းချမ်းဖြတ်သန်းခဲ့တယ်။သူဟာရီဘန်ထဲမှာပဲဆက်လက်နေထိုင်ပြီးသူရဲ့စာအုပ်ကိုလည်းရေးသားနေသလိုနှစ်ငယ်တွေရဲ့ပုံပြင်တွေကိုလည်းဘာသာပြန်ခဲ့တယ်။နောက်ပြီးကြပြတွေကိုလည်းရေးသားခဲ့တယ်။တတိယခေ3018ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာဘီဘိုရဲ့အမွေစားအမွေခန့်ဖြစ်တဲ့ဖရိုဒိုဟာလက်စွန်နဲ့တူရီဘန်ထဲကိုရောက်ရှိလာခဲ့တယ်။25ရက်နေ့မှာအဲရွန်ရဲ့ကောက်စီကိုတက်ရောက်ခဲ့ပြီးလက်စောကိုမီတောင်စီကိုယူသွားမယ်လို့ကမ်းလှမ်းခဲ့တယ်။ဒါပေမဲ့အဲ့ဒီတောင်းဝကိုဖလိုဒိုကယူလိုက်တယ်။သူရဲ့စောစားခန်းခီးမှာအသုံးလုံးမဲ့ပစ္စည်းတွေကိုပေးခဲ့တယ်။အဲ့ဒါတွေကဘီဘိုရဲ့စူဒန်နဲ့မီထရီအင်ဂျီတို့ကိုပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ဒဝါနဲ့လက်စောပစ္စည်းသွားတဲ့အချိန်မှာပဲဘီဘိုရဲ့အသက်ကအိုမင်းရေရုံမှုကိုပို့ပြီးပြလာတယ်။အရင်ကလက်စောချအသက်မကြီးသလိုလူပြိုးနေခဲ့ပြီးမဲ့လက်စောပစ္စည်းသွားပြီးနောက်သူကအရန်ကိုအိုမင်းလာသလိုဖြစ်လာခဲ့တယ်။ဂမ်ဒါရဲ့အဲရွန်ရဲ့ဖလိုဒိုနဲ့တခြားဟိုပေတွေကတော့ကွန်ဒိုကအပြန်ခရီးလမ်းမှာပဲရီဘန်ထဲမှာခဏနားခဲ့ကြတယ်။အဲ့ဒီနောက်ဟော်ဖေ၄ယောက်ဟာရှမ်းရောက်ကိုပြန်သွားပြီးဆာရမန်အုပ်ချုပ်မှုကနေပြီးတော့ရှမ်းရောက်ကိုလွန်မြန်အောင်လုပ်ပေးနိုင်ခဲ့တယ်။ဘီဘိုကတော့ရီမန်ထဲမှာပဲနောက်ထပ်2နှစ်နေထိုင်ခဲ့သေးတယ်။နောက်ဆုံးမှာတတိယခေ3021ခုနှစ်စက်တင်ဘာလ29ရက်နေ့မှာဘီဘိုဟာဂရေးဟေးဗန်ကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီချိန်မှာဘီဘိုရဲ့အသက်က131နှစ်ရှိပြီဖြစ်တာကြောင့်ဥတိုရဲ့အသက်ကိုကျော်ပြီးတော့တမိုက်တခြားအသက်ကြီးဆုံးဟော်ဘစ်တယောက်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်ဘီဘိုဟာဖလိုဒိုခန်းတောင်တို့နဲ့မင်းတက်အရဲ့ကြီးကြပ်ခမ်းနားတဲ့နှစ်ငယ်တွေတချို့နဲ့တူအနောက်ဘက်ကိုရွယ်လွှဲကားထွက်သွားခဲ့တယ်။ဘီဘိုဟာအနောက်ဘက်ကိုထွက်သွားပြီးသူရဲ့စောစားခန်းအသက်ကိုစားတင်းနိုင်ခဲ့တယ်။သူဟာအဲ့ဒီနေ့ရောက်မှာပဲဘဝကိုအေးအေးချမ်းချမ်းနဲ့နေပြီးကုံဆုံးသွားခဲ့တယ်လို့သိရပါတယ်။ဘီဘိုရဲ့ဘဝဆက်ကြောင်းကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်။